မင်္ဂလာပါဆွေပင်းကူ 3D မိတ်ဆွေအားလုံးမင်္ဂလာနေ့လည်ခင်းပါနော်ဆွေပင်းကူရဲ့တင်ဆရာမြင်းဆရာကြားဆရာအားလုံးဥထိုင်မှာပန်ဆင်မင်းတို့မှာ 3D တကွပြောပြမှာဖြစ်ပါတယ်နော်ဒီအရင်စပြောမယ်ခွန်နေ့65315ဆိုတာဒါကိုပြောမယ်နော်ခွန်ဆိုရင်ခွန်ချိန်မှာနေ့ခွန်နော်ဒီခွန်ကအချိန်ကြီးခွန်ချိန်မှာနေ့ခွန်ကြည့်လိုက်ဒီနေ့3 4 5 6ခွန်ချိန်မှာနေ့ခွန်နော်ခွန်ချိန်မှာနေ့ခွန်6ချိန်မှာဆိုရင်3 5 6လည်းဒီမှာ16ချိန်မှာကြာပါနော်ဒါကြောင့်မလို့ဒီမှာတစ်ချိန်နဲ့20ချိန်မှာ9 8တေလို့ဖြစ်မှာနော်9 8တေလို့ဖြစ်မှာဒါဆိုရင်ဒီမှာရွေးနေတာက9 3ညာ106 3ညာ9ခွန်က6 4 4 8က6 6 9 106အဲ့ဒီ6ဘယ်ကလာလဲ3 5 8က6 5 3ညာ106 8 5 3က6 3ညာ9ခွန်က6 9 3ညာခွန်က6 4 4 8က6 1 4 1က6 6 9 1က6ဒီတိုင်းဒါဆိုရင်8 9 3ညာဒီဆိုရင်ဒီတိုင်းနော်ဒီတိုင်းကို5 9 9 9က3နဲ့5 9 9က3 8 9 5ကနေ3နှစ်5နှစ်4က1 3နှစ်1ဒါဆိုရင်3ညာဖြစ်ရတော့မယ်6 9ဆိုရင်5ထက်နော်6 9 5က10 3ညာ5နှစ်4က1 8 9 5ကနေ5 9 9က3နှစ်1 3ညာ5ခလဲဖြစ်ပြီနော်5ခလဲဖြစ်ခြင်းမှာအလဲထိုင်နဲ့ခြေနှလုံးနဲ့ပြန်သုံးမယ်နော်5 9 9က3အလဲထိုင်နဲ့ခြေနှလုံးပြန်3 8 9 5ကနေအလဲထိုင်နဲ့ခြေနှလုံးကနေနော်5နှစ်4က17အလဲထိုင်နဲ့ခြေနှလုံးက1 9 8 4က1နော်6 9 5က10အလဲတိုင်းနဲ့ခြေနှလုံးက10 4 1 5ဆိုရင်10လို့ဖြစ်မယ်နော်အဲအချိန်မှာဒီ1 5 8ကိုကဏ္ဍအထိုင်ရွေးတဲ့အချိန်မှာနော်ဒီ1 5 8ပဲဖြစ်မှာနော်ဒီအော်နဲ့ထွက်လာတာနေ့ခွန်ဒဲထွက်တာပေါ့3 5 6ဒဲထွက်တာပေါ့ဒီမှာဒဲထွက်ရင်တော့5 8 1ပေါ့ဒဲမထွက်ခဲ့သည်ရှိတော့ဒီမှာတွေ့နည်းရတော့1 5 1 5 8သို့မဟုတ်1 8 5လို့ဖြစ်နေပါနော်1 8 1 8 5လို့ဖြစ်မှာနော်အဲ3နှစ်1 3ညာကမလာဘူးဆိုရင်ဒီမှာ6 3ညာ6 9က15 3ညာ9 5က14 5 4 3ညာ9 4က73 5 4 3နှစ်8မှာ7နှစ်ဆို5 4 3နှစ်ဆိုရင်1 8 5 3နှစ်1 3ညာ3နှစ်1 3ညာလို့လောက်ရင်1 5 8ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဆွေပင်ကို 3D မိတ်ဆွေအားလုံးကောင်းကြပါစေနော်ဒီတစ်ပတ်အချိန်ကြီးကြကဏ္ဍ1 5 8ဖြစ်ပါတယ်နော်ဆွေပင်ကို 3D မိတ်ဆွေအားလုံးကောင်းကြပါစေနော်1 5 8 1 8 5